ထိတ်ဆက်ရှစ်ကကိုနာပေါင်းတော့ရှစ်တဲ့ကိုလေးတဲ့9 6 6 3 9နဲ့ရခုံကို6နဲ့ပေါင်းတော့ရှစ်တောင်းတဲ့9တောင်းပေါင်းတော့ရှစ်ဒီကတောင်းဆိုတော့6တဲ့5ပေါင်း6တောင်းတော့6တဲ့ဒီနဲ့တောင်း65တောင်းဆိုတော့8တောင်းခုလေးတောင်း3တောင်းဆိုတော့6ပေါင်းတဲ့6တဲ့5နဲ့ဆိုနေလေးပေါင်းတော့6နေကိုရပေါင်းတော့1လေးကိုဒီဘက်ကအပိတ်ဆက်6ရဲ့ရှေ့ပေါင်းတော့4ကိုလေး3တဲ့ပေါင်းတော့4ကိုနဲ့ပေါင်းတော့6ကိုနဲ့3ပေါင်းတော့3ခွန်ပေါင်းတော့3နဲ့ပေါင်းတော့6တဲ့3 8 6ဒီ5ဆိုတော့ကိုလေးဒီမှာ9နဲ့ပေါင်းတော့10ကိုလေးပြောင်းတော့ကိုလေးအပိတ်ကိုလေးထိတ်ကိုလေးအပိတ်ဒီကိုထိတ်ကိုလေးအပိတ်နောက်ထပ်ပရိစ္ဆေထပ်ပြန်ပရိစ္ဆေတရားစာနဲ့3လုံးပေါင်းဒီ5နဲ့ခွန်3နဲ့5ပရိဒီမှာခွန်ပရိ6ခွန်3ရဲ့ရှေ့ပေါင်းတော့1ဒီရှေ့3ပရိ3လေးထွက်တယ်4ကိုထွက်တယ်3လုံးပေါင်းနဲ့4ကိုပရိကို3တစ်ထွက်တယ်3လုံးပေါင်း9ရ1ရှစ်3ပရိညနေဘက်မှာတော့ထွက်တယ်3ညတော့3လုံးပေါင်း3 5 3ညပဲနည်းနည်းထွက်တယ်3 လုံးပေါင်း 9 3 5 3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 
လေးနှစ်ခွန်ပြည့်လေးနှစ်ခွန်ပြည့်ဒီဘာမှထွက်တယ်ငါခွန်ပြည့်တောင်းတော့ပါနှစ်35ငါတောင်းရှစ်ပြည့်ငါတောင်းရှစ်ပြည့်တနည်းကုန်းစားမနက်ပိုင်းမှာကြိုက်လေးကိုထဲကိုလေးပဲငါ38ပဲဆို38ပဲနဲ့ခိုင်းလေးခွက်တော့လေးကိုလေးကိုလေးလေးခွက်9番菜မှာစာရေးရတောင်းလုံးပေါင်းငါတောင်းလုံးပေါင်းငါဒီတောင်းလုံးပေါင်းငါနဲ့တူတောင်းလုံးပေါင်းနဲ့တော့တင်ငါ6ခုနဲ့တော့นี่ให้ခွန်ရပေါင်းတော့3နဲ့5 4ဆိုတော့9တောင်းလုံးပေါင်းနဲ့ခွန်8ငါတောင်းလုံးပေါင်း3နဲ့ဒီမှာတရှိ9ထဲမှာ3နဲ့ဖြစ်မယ်9ပါတစရတစတောင်းဖြစ်ပေါင်းငါဒီဝဲတောင်းဖြစ်ငါတူနဲ့တောင်းဖြစ်ပေါင်းနဲ့ခွန်3ပေါင်းခွန်ရှေ့5ပေါင်းတော့3ဆိုတော့ဒီက4နဲ့3ဖြစ်အောင်9ထဲမှာ3ဖြစ်9ပါနှစ်ဆက်